Family လေးတို့ရဲ့ဒီနေ့မှာတော့ညရင်မတန်ဆွမ်းမှုနဲ့ပတ်သက်ပြီးသင်ကြားရေးနည်းလမ်းများကိုတောင်ကြီးမြို့ရဲ့ Cherry Star IT Group မှဆမဒေါခင်နယ်စုနဲ့အတူမျှဝေသတ်ပေးသွားမှာပဲဖြစ်ပါတယ်။ ကျွန်မနာမည်ကတော့ဒေါခင်နယ်စုပါဒီတောင်ကြီးမြို့မှာရှိတဲ့ Cherry Star IT Group ကဖြစ်ပါတယ်။ကျွန်မတို့အဖွဲ့ကဒီ2024မတ်လ25ရက်နေ့မှာစပြီးတော့အဖွဲ့အစည်းစတင်ဖွဲ့စည်းဖြစ်တာဖြစ်တယ်ပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီရန်ကုန်ကညင်မတန်စွမ်းအသင်းချုပ်ကဆရာဦးနေမျိုးနိုင်တို့ရဲ့အကြံပေးချက်အရတော့ကျွန်တော်တို့ဒီဒေသဘက်မှာလိုအပ်နေတဲ့ညင်မတန်စွမ်းအဖွဲ့မရှိသေးဘူးဆိုတဲ့အချက်ဒီကိုပေါင်းစပ်ပြီးတော့ကျွန်တော်တို့ကဒီအဖွဲ့ကိုဖွဲ့ဖြစ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကဒီညင်ကလေးတွေအတွက်ကိုဒီပညာသင်ကြားရေးကို special education ဆိုတဲ့သူတို့အတွက်လိုအပ်တဲ့သင်ကြားမှုတွေကိုလုပ်နိုင်အောင်ပေါ့နော်ဒီကျောင်းလေးရှိတယ်ပေါ့အဲ့ဒီကျောင်းက New Heaven Learning Center ဆိုပြီးမှကျွန်တော်တို့ကအဓိကဖွဲ့ဖြစ်တာလေဒီညင်ကျောင်းရဲ့မိသားစုဒီပေါ့အဖွဲ့ဝင်တွေကမိဘတွေကနေမှထူထောင်ထားတာဖြစ်တယ်ပေါ့ဒီ Cherry Star ID ဆိုတာအခါကျတော့ကလေးတွေရဲ့ပညာသင်ကြားမှုတွေနောက်ပြီးတော့သူတို့ရဲ့ဘဝတသက်တာလုံးအတွက်ပေါ့နော်ဒီတမန်ဝန်ကျောင်းပညာလေးတွေလည်းရရှိသွားအောင်ကျွန်တော်တို့အဖွဲ့ရနေပြီးမှဒီကလေးတွေကိုမုံဖုတ်တင်တဲ့နောက်ပြီးတော့ဒီစားသားကုန်တဲ့လက်မှုလုပ်ငန်းလေးတွေမှာရောသူတို့လုပ်ကိုင်လာနိုင်အောင်ကျွန်တော်တို့ကသူတို့သင်ကြားပေးနေပါတယ်အခုကလေးတွေကဒီလိုသင်ကြားဒီပညာရေးပိုင်းဆိုတာတဲ့သူတို့ education ပိုင်းမှာကျွန်တော်တို့သွားတဲ့အချိန်မှာဒီသင်လို့ရတဲ့ကလေးရှိတယ်လို့သင်လို့မရတဲ့ကလေးတွေလည်းရှိပါတယ်စာကိုပြောတာပေါ့နော်အခါကျကျွန်တော်တို့စာသင်လို့ရတဲ့ကလေးတွေကတော့သူအဆင့်တိုင်းကိုသူ့ရဲ့နီလန်းအတိုင်းသူ့ရဲ့ညင်မတန်ဆွမ်းမှုအမျိုးအစားပေါ်မှာမူတည်ပြီးတော့သင်ကြားသွားတဲ့အတွက်ကလေးတွေကဒီကျောင်းကြီးကိုတက်ခြင်းအပြင်ကလေးတွေကဖွံ့ဖြိုးတိုးတက်လာတယ်သူရဲ့အတွေးခေါ်ပိုင်းတွေသူရဲ့အပြုအမူပိုင်းတွေရောဖွံ့ဖြိုးတိုးတက်လာတာကိုကျမတို့ဒီမိဘကိုယ်တိုင်ကလည်းတွေးရတယ်ပေါ့ကျမတို့ဆက်သွယ်ချိတ်ဆက်လာတဲ့သူတွေဆိုရင်အားလုံးအမြဲတမ်း welcome ပဲပေါ့နော်ဒီမိဘတွေညံရီကလေးတွေကဘာမှမသိကြဘူးမိဘကအဓိကဖြစ်တယ်ပေါ့ဒီမိဘတွေကလက်ခံလာမှမိဘတွေကဒီကလေးတွေကိုလူမှုဒီ social ဘိုင်းကိုဆွဲထုတ်လာပြီးဆိုမှကျမတို့ကလည်းကျမတို့ရဲ့အဖွဲ့ဝင်တွေကိုရမှာဖြစ်တယ်ပေါ့အဲ့ဒီအတွက်ကျမတို့ကမိဘတွေကိုဒီကလေးကိုအိမ်ထဲမှာပဲထားနေတော့ကျမတို့ကလည်းမသိရအောင်ဒါကျမတို့ကအပြင်လောကမှာတယောက်နဲ့တယောက်ချိတ်ဆက်ပြီးတော့ဒီမှာတော့ဒီလိုကလေးလေးရှိတယ်လို့ပြောတယ်ဆိုရင်တော့ကျမတို့ကဒါလိလာဆူဆန်းတဲ့အနေနဲ့ဒါတွေ့နိုင်တာဒါပေမဲ့အဲ့ဒီမိဘကိုယ်တိုင်ကလေးကိုခေါ်ထုတ်လာလို့ဆိုရင်တော့ကျမတို့ကအဲ့ဒီအခွင့်အလမ်းတွေကနေပါသွားတယ်အဖွဲ့ဝင်အနေနဲ့ကတော့ကျမတို့ကဘယ်လူကြီးကတ်တက်ထားတာမျိုးလည်းမရှိပါဘူးပို့ပြီးတော့များလာရင်ကျမတို့ရဲ့ဒီငြိမ်မတ